အချစ်ကြောင့်အသက်ပေးခဲ့ရသောတက်စကူသစ္စာကူဤလျှို့ဝှက်ချက်ပကံရဲ့အထေကရဖျားကြီးဝီကြားမှာလူသိနေပေမဲ့ယဉ်နှင့်စရာအကောင်းဆုံးတမိုင်းကြောင်းရှိတဲ့ဖျားတဆူရှိပါတယ်အဲ့ဒါကတော့တက်စကူလို့ခေါ်တဲ့သစ္စာကူဖျားပါဒီဖျားရဲ့အုတ်နေရန်တွေကြားမှာအချစ်အတွက်နဲ့အသက်ကိုစတီးသွားခဲ့ရတဲ့လူနေနှစ်ဦးရဲ့ဝိညာဉ်တွေကိန်းအောင်နေလေလို့အဆိုရှိပါတယ်ပကံခေတ်ကစောင်းပညာမှာအလွန်ကြော်ကြားတဲ့စောင်းလူလင်ဆိုတဲ့လူငယ်တဦးရှိခဲ့ပါတယ်သူ့ရဲ့စောင်းသက်ဟာနန်းတော်တွေကမင်းသမီးလေးရဲ့နှလုံးသားကိုဖမ်းဆားနိုင်ခဲ့ပါတယ်မတူညီတဲ့အဆင့်တန်းတွေကြားကသူတို့နှစ်ဦးရဲ့အချစ်ဟာတိတ်တဆိတ်ပွင့်လန်းခဲ့ပေမဲ့ဒီအချစ်ကပဲသူတို့အတွက်တေမင်းတမန်ဖြစ်လာခဲ့ပါတယ်သူတို့ရဲ့အချစ်ဆက်လန်းကိုဘယင်ကြီးတီးသွားတဲ့အခါမှာတော့အမျက်ရှထွက်ခဲ့ပါတယ်မင်းမျိုးမင်းတွေမဟုတ်တဲ့စောင်းလူလင်းနဲ့သမီးတော်ကိုခွင့်မလွတ်နိုင်တဲ့အတွက်သူတို့ကိုဒီခုဖျားထဲမှာအရှင်လက်လက်ထည့်ပိတ်ထားဖို့အမိန့်ပေးခဲ့ပါတယ်။စောင်းလူလင်းနဲ့မင်းသမီးလေးဟာဖျားအတွင်းထဲမှာတယောက်ကိုတယောက်ဖက်ထားရင်တစ္ဆာပြုရင်အငတ်ဘေးနဲ့အသက်ပြောက်ခဲ့ကြရပါတယ်။အဲ့ဒီအချိန်ကစပြီးဒီဖျားကိုတက်စကူတဦးနဲ့တဦးတစ္ဆာဆိုခဲ့သောဂူလို့ခေါ်တွင်ခဲ့ကြတာပါ။အခုထက်ထိတချို့ညတွေမှာတက်စကူဖျားနာကနေလွမ်းမောဖွယ်ဆောင်းတန်တွေကြားရတတ်တယ်လို့ဒေသခံတွေကပြောလေရှိပါတယ်။ဒီဖျားဟာအာနာဆက်အောင်မှာပျက်စီးသွားခဲ့ရတဲ့ဖြူစင်တဲ့အချစ်ရဲ့တကြိုင်းတစ်ခုပါပဲ။ပကံကိုရောက်ရင်လွမ်းစရာကောင်းတဲ့တမိုင်းကြောင်းရှိတဲ့ဒီတက်စကူဖျားကိုမမေ့မထားကြပါနဲ့။အချစ်နဲ့တစ္ဆာတရားသည်ထာဝရရှင်သန်နေမည်။